ကိုအကြောင်းကိုပဲတွေးရင်လည်းလူ self center ဖြစ်တတ်တယ်ကိုဗဟိုပြုပြီးတော့ငါဆိုဖြစ်တတ်တယ်ဒါကြောင့်ကိုနဲ့အရင်နှီးဆုံးပုံကိုယ်တွေဘဝထဲမှာရင်းနေဖို့ဆိုတော့သူတို့ရဲ့ stress ကိုသွားပြီးတော့တွေးကြည့်ပါကလေးကလည်းကလေးလည်း stress ရှိတယ်နော်ဘာမှကလေးတွေကိုတင်ပေးတဲ့ခါကျတော့သူတို့ complain လုပ်တယ်သူတို့မိဘတွေကသူတို့ stress ကိုနားမလည်ဘူးအတိမမပြုဒီမှာမိဘတွေများတဲ့ခါကျတော့ဒါလေးတော့ပြောချင်မပြောလိုက်ဘူးကလေးတွေမှာလည်းသူ stress တွေရှိတယ်လေကြောင်းသွားတဲ့ခါမှာတငယ်ချင်းတွေကသူတို့နဲ့တငယ်ချင်းမလုပ်ချင်ဘူးဆိုဒါအရင်ကြီးတဲ့ stress တခုလမ်းကြီးတဲ့ stress တခုလူကြားသူကြားမှာသူ socializing skill ကိုထိသွားတာ project တွေရှိမယ် homework တွေရှိမယ် exam တွေရှိမယ်ဆိုတော့ stress တွေများလာပြန်တခါရတဲ့ grade ကိုမိဘမကျေနပ်ဘူးဒီထက်ပိုပြီးတော့ကောင်းအောင်လုပ်ပါဆိုတော့ stress တက်ပြန်အဲ့ဒါမျိုးတွေပေါ့အဲကြောင့်ကိုချစ်တဲ့ပုံကိုယ်တွေရဲ့ stress ကိုလည်းသွားပြီးတော့အတိမတ်ပြုပေးပါ kindness လို့ခေါ်တယ်အတိမတ်ပြုတာ kindness လူတယောက်နာမည်နဲ့အတိမတ်ပြုလိုက်တာဆရာဝန်တွေကလူနာတွေကိုနာမည်နဲ့ခေါ်ပြီးတော့စကားပြောရင်လည်းလူနာတွေယောဂပိုသက်တာပုံဗီဒီယိုကလစ်ရှိ ICU ထဲမှာအလုပ်လုပ်တဲ့ဗမောက္ခကြီးကပြောတာ compassion နဲ့ပတ်သက်ပြီးတော့ဒီဆရာဝန်ကြီးကအခုပြောနေဆရာဝန်ကြီးက abstract ပေါင်း1000 research paper ပေါင်း200ဖတ်ပြီးမှဒီဟာအခုပုံပြောတဲ့ဟာတွေကိုပြောတာသူက research oriented ဆိုတော့အရန်ကရုံမပြောပါဘူးအဲ့ဒါကြောင့် kindness ဆိုတာကမေတ္တာနဲ့အတိမတ်ပြုလိုက်တာကိုယ့်ရဲ့ stress ကိုမေတ္တာနဲ့အတိမတ်ပြုပါအော်ဒီမှာစိတ်ဖြစ်စီမှုဖြစ်နေတယ်နားလည်မှုမေတ္တာအဲ့ဒါလေးနဲ့ empathy လို့ပဲခေါ်ပါပဲခေါ်အဲ့ဒါရနောက်ပြင်ကိုချစ်ခင်သူချစ်ခင်တဲ့ပုဂ္ဂိုလ်တွေကိုဘဝထဲမှာအရေးပါတဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့ stress ပဲနံပါတ်1နံပါတ်3ကျတော့လုံဖို့ကံဖက်တယ်သူတို့ stress ဒီဟာအတိမတ်ပြုဖို့လိုအပ်တယ်ဒီမှာပြုလို့ရတယ်မဟုတ်ရင်ဘယ်သူက burn out ဖြစ်တယ်ဆိုတော့မသိဘူးမသိတဲ့အခါမှာအလုပ်တစ်ခုသွားပြီးတော့ပေးရင်သူ့ရဲ့ performance ကကိုမျောလင့်တဲ့လောက်မဖြစ်ဘူးသူ့ကို emotional support မှမပေးတာလို့ဘောခံဖက်နံပါတ်4ကတော့ကိုယ့်ကုမ္ပဏီရဲ့အပြင်ဘက်ကရွှေမီဥက္ကဋ္ဌကိုကုမ္ပဏီအပြင်ဘက်ကလူတယောက်ရဲ့ stress ကိုတတ်တွေ့ပါဝန်ကြီး stress ပဲဖြစ်ဖြစ် DGDS stress ပဲဖြစ်ဖြစ်တခြားကုမ္ပဏီရဲ့ stress အဲဒီကုမ္ပဏီရဲ့တရား stress ကိုပဲဖြစ်ဖြစ်တော်တော်မောင်ရဲ့ stress ကိုတတ်တွေ့လေရတယ်ညချင်းဆိုတော့ဟုတ်တယ်မလား၄ခုနော် exercise ၄ခုလုပ်နံပါတ်1ကကိုယ့်ရဲ့ stress ကိုပြန်ပြီးတော့အတိမတ်ပြုပါရိတ်တာမှာဆိုရင်တော့မှတ်ပါလို့ပြောတာဘုံမောကတော့အတိမတ်ပြုပါ recognize လုပ်ပါ register လုပ်ပါတူတူပဲပြီးရင်ကိုယ်နဲ့ကိုယ်ဘဝမှာအရေးပါတဲ့ပုဂ္ဂိုလ်တွေကိုချစ်တဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့ stress ကိုတွေးပါနံပါတ်3ကျတော့လုံဖို့ခံဖက်တယောက်2ယောက်ရဲ့ stress ကိုတွေးပါအတိမတ်ပြုပါနံပါတ်4ကျတော့အပြင်ကကိုနဲ့အတူတူအလုပ်မလုပ်ဘူးကိုတည်တဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့ stress ကို9မိနစ်ခါထပ်